ဒါပေမဲ့တကယ်အမှန်ကန်သွားပြီးတဲ့လူကလည်းမဲလက်မှတ်ကိုအဲ့အယောင်အတိုင်းပဲအတူထုတ်လိုက်တာအတူထုတ်ပြီးတော့မှမိသားစုဝင်တွေကိုပေးတဲ့အခါမှာကြတော့အဲ့အတူပေါ်မှာပဲလက်မှတ်ဒီပေါ့နော်အမှန်ချစ်ခိုင်းလိုက်တာမင်္ဂလာပါကျမနာမည်မဒီချိုပါပညာရေး CDM တဦးပါတက် CDM တဦးရဲ့အမျိုးသမီးလည်းဖြစ်ပါတယ်ရှင်ဟုတ်ငငယ်တုန်းနဲ့ဆိုရင်တော့နိုင်ငံရေးကိုဘာမှမသိခဲ့ဘူးပေါ့နော်ဘာမှလည်းမသိခဲ့ဘူးမိသားစုထဲမှာနိုင်ငံရေးလုပ်တဲ့မိသားစုဝင်အဖိုးတယောက်တော့ရှိရပေါ့နော်အဖိုးတယောက်ရှိတယ်သူ့ကိုကြည့်ပြီးတော့မှမိသားစုတွေခက်ခဲနေတဲ့အခါမှာပေါ့နော်ကျန်တဲ့မိသားစုဝင်တွေကလည်းဒီနိုင်ငံရေးကိုမလုံးနဲ့ပေါ့ဒီလိုပဲကိုလို့အဲ့လိုပုံစံမျိုးနဲ့ပဲဒီလိုလဲကြီးပြင်းလာခဲ့တယ်ပေါ့နော်ဝန်ထမ်းလောက်တော့လဲခံယူချက်ရှိလားဆိုတော့ဒီခံယူချက်တွေကိုမီယိုဖလာဒီတောင်သူတောင်သားတွေဆိုတော့ပြောလိုက်တဲ့များသောအားဖြင့်ဒီမှာပြောနေတဲ့စကား10တန်းအောင်ပြီးပြီးထမင်းစားလက်မှတ်ရအောင်ဝန်ထမ်းလုပ်ဒါနဲ့ပဲလုတ်ခဲလိုက်ရတယ်ပေါ့နော်အဲ့လိုနဲ့အမျိုးသားနဲ့အိမ်အောင်ကြတယ်တက်ထဲကိုလိုက်တယ်ပေါ့နော်အပြင်မှာကြားနေရတဲ့ပုံစံနဲ့အတွင်းထဲမှာတကယ်လက်တွေ့ကြုံရတဲ့အခါမျိုးတွေမှာကြတော့မတူကွဲပြားမှုတွေရှိလာတာကိုသိခဲ့ရတယ်ပေါ့နော်ပထမဦးဆုံးအကြိမ်ရွေးကောက်ပွဲကတော့2010ပေါ့နော်အဲ့ဒီမှာပြောမယ်ဆိုလို့ရှိရင်ဝန်ထမ်းပဲဆိုတဲ့အတွက်ကြောင့်ဝန်ထမ်းအဲ့ချိန်မှာတက်ထဲမှာလိုက်နေရတယ်ပေါ့နော်ဒီဟာပဲဒါပဲမဲပေးဒါပဲဘာလို့အဲ့လိုမျိုးပဲပြောတယ်ကြားရတယ်ကျောင်းနဲ့အိမ်နဲ့ကလေးငယ်လေးနဲ့ဆိုတော့ဒါတွေကိုလေ့လာရမယ်ကိုတွေကိုဒီဟာတွေကိုအပြင်ကဘ ഹു တုဒတွေကိုဖတ်ဖို့အတွက်အခွင့်အလမ်းတွေမရှိနေဘူးပေါ့နော်သတင်းစာဆိုလို့ရှိရင်လည်းအကြေးမုံနဲ့မြမအလင်းတွေပဲဒီလိုပဲဖတ်နေရတဲ့အချိန်မှာသိတာမှုတွေရှိမနေဘူးမသိခဲ့ဘူးပေါ့နော်အဲ့အချိန်မှာကျမတောင်မဲယုံတောင်ကြားရပေါ့နော်ကျောင်းမှာသွားကြတော့ကျောင်းကိုကျမသွားလိုက်ရတယ်ကျမမဲပေးရမယ်ကျမရဲ့မဲကိုပေါ့နော်စစ်တီတယောက်ကသူပေးခဲ့လိုက်ပြီဆိုတော့အေးပေါ့တဘောကိုတူတယောက်ရဲ့ဟာပေးပြီးသွားပြီဆိုရင်လည်းပြီးသွားပြီဆိုတော့အတိပဲကိုဒီမှာတကယ်အမှန်တိုင်းပြောတာအတိုင်းပဲသိခဲ့တယ်ပေါ့နော်သူတို့ပေးခဲ့တယ်လို့ပြောတယ်ဒါပေမဲ့တကယ်အမှန်ကန်သွားပြီးတဲ့လူကလည်းမဲလက်မှတ်ကိုအဲ့အယောင်အတိုင်းပဲအတူထုတ်လိုက်တာအတူထုတ်ပြီးတော့မှမိသားစုဝင်တွေကိုပေးတဲ့အခါမှာကြတော့အဲ့အတူပေါ်မှာပဲလက်မှတ်ဒီပေါ့နော်အမှန်ချစ်ခိုင်းလိုက်တာလူတိုင်းကမှားနိုင်တာပဲဒီလုံးဝ100%တော့အမှန်ချင်းမဖြစ်နိုင်ဘူးပေါ့နော်အပယ်မဲတွေလည်းရှိမှာပဲပေါ့ဒါပေမဲ့ညလည်းရောက်ကောရုံးအဖွဲ့တွေရဲ့စစ်တီအချို့တွေကိုခေါ်ပြီးတော့မှတကယ်မဲအစ်စ်တွေကိုအသုံးပြုပြီးတော့မှအမှန်ချစ်ပြီးတော့မှသူတို့မဲနိုင်အောင်သူတို့လှုပ်သွားတယ်ဆိုတဲ့ဟာကိုနောက်နှစ်တည်းမှာပြန်ပြီးတော့မှသိရတယ်ပေါ့နော်အဲ့အချိန်ကျမှအရန်အံ့ဩသွားတယ်မဲဒီရွေးကောက်ပွဲကြီးလှုပ်တာကဒီလိုပါလားဆိုတဲ့ဟာကြီးကိုပေါ့နော်အဲ့အချိန်မှာဖုန်းတွေပေါ်လာပြီဆိုတော့ကျမတို့တွေသတင်းတွေဖတ်လာပြီဆိုတော့အဲ့တော့မှကျမတို့နိုင်ငံရေးအသည့်ကိုအဲ့အချိန်ကျမှဒီ2010ရဲ့နောက်ပိုင်းကျမှကျမတို့နိုင်ငံရေးအသည့်ကိုသိလာခဲ့တယ်ပေါ့နော်ဟုတ်ကြက်ခိုင်ရေးကတ်ကိုကျမတို့ចောင်းသားဘဝ9တန်းနှစ်တည်းကကျမတို့ကိုပေးတာအဲ့ကြက်ခိုင်ရေးကတ်တွေနဲ့ဆိုတော့ပညာရေးကောလိပ်တွေလျှောက်တဲ့အခါလဲကြာရောရွေးတဲ့အခါမှာပေါ့နော်အမှတ်ကောင်းတာတစ်မျိုးအင်တာဗျူးဖြေနိုင်တာကတစ်မျိုးအဲ့ဒီရဲ့ကြက်ခိုင်ရေးကတ်ရှိပြီးသားလူကအဲ့လိုမျိုးတွေနဲ့ရွေးချယ်တယ်ဆိုတာတွေတော့သိခဲ့တယ်ကျမကတော့ကြက်ခိုင်ရေးကတ်ကတော့9တန်းနှစ်တည်းကចောင်းသားဘဝတွေကចောင်းသားတွေအကုန်လုံးကိုထုတ်ပြီးတော့ရခဲ့တယ်ပေါ့နော်ဘာမှန်းလဲဘာမှန်းဒီလိုမျိုးသူတို့ကတော့အဲ့အချိန်တွေကဒီရွယ်ချက်ကြီးနဲ့ဒါလုပ်ဖို့အတွက်ရည်ရွယ်ပြီးလုပ်သွားတာလဲဖြစ်မယ်ပေါ့ကိုရီကတော့ဘာမှမသိခဲ့ဘူးပေါ့နော်ဦးသိန်းစိန်အစိုးရလက်ထက်တုန်းကဒီဟာတွေဘာကြောင့်ဖြေလျှော့လာလဲဆိုတော့သူတို့ရဲ့ခုနကပြောသလိုမျိုးပေါ့နော်ဒီမဲစနစ်ကိုလိမ်လည်ပြီးတော့မှသူတို့နိုင်အောင်လုပ်ခဲ့တဲ့ဟာတွေကိုဖြေလျှော့ဖို့အတွက်ဒီစင်ကတ်တွေထုတ်ပေးတယ်ဒီလိုတွေပြည်သူတွေကိုဒီလိုမျိုးလေးပွင့်လင်းမြင်သာအောင်လုပ်ပေးတယ်ဆိုတော့အရာတွေကိုလုပ်ပေးလိုက်တာအဲ့ဒီလိုလုပ်ပေးလိုက်တဲ့အခါမှာပြည်သူတွေကသူတို့ကျေးဇူးကျမဆိုရင်ကျေးဇူးတင်တယ်ပေါ့နော်ဘာဖြစ်လို့လဲဆိုတော့အဲ့အချိန်ကြာကမှပဲကိုလိုချင်တဲ့အသိပညာတွေကိုအများကြီးလေ့လာခွင့်
ရလိုက်တယ်ပေါ့နော်သူတို့ကတော့သူတို့ကိုပဲရှေ့ဆက်ပြီးတော့မှရှေ့ဆက်ပြီးဘယ်လိုပြောမလဲသူတို့ပါတီကိုပဲသူတို့ကိုပဲအာကိုတကြီးနဲ့ဆက်ပြီးတော့မှအာကိုနေအောင်လို့ဒီလိုမျိုးဖန်တီးပေးလိုက်တာပေါ့နော်ဒါပေမဲ့ကျမတို့ပြည်သူတွေရဲ့ဥနှောက်ကိုလမ်းဖွင့်ပေးလိုက်တဲ့အချိန်မှာကျမတို့ပြည်သူတွေကလုံးဝကိုဘောနော်လုံးဝမသိတဲ့နိုင်ငံရေးအသည့်ကိုလုံးဝမသိတဲ့လူတွေပါနိုင်ငံရေးအသည့်ကိုသိလာခွင့်ရလိုက်တယ်ပေါ့နော်ပြောချင်တာသူတို့အတွက်လှုပ်တယ်ဆိုပေမဲ့တော်ညာလဲပြည်သူတွေကကြတော့ကိုယ့်အတွက်အကျိုးရှိသွားတယ်ပွင့်လင်းမြင်သာတဲ့ခံစား권တွေရလာတာပြည်သူတွေရဲ့အကျိုးပေါ့နော်ဒါပေမဲ့သူတို့ကတော့အဲ့အကျိုးကိုရစေချင်လို့သူတို့လှုပ်တာမဟုတ်ဘူးသူတို့အကျိုးကိုရဖို့အတွက်သူတို့လှုပ်လိုက်တာနီလန်မှားသွားတယ်ပေါ့နော်အဲ့လိုထင်ပါတယ်ဟုတ်တထဲမှာတော့ထောက်ခံတဲ့အတွေးတွေရှိတော်ညာလဲတကယ်မဲပြီးတဲ့အခါကျတော့ကြောက်တော့လေသူတို့ချင်းချောက်ထားတာကိုဘာပြီးမယ်ဘာပြီးရမယ်ဆိုတော့ချောက်ထားတဲ့အတွက်ကြောင့်မလို့ဒီသူတို့ပါတီကိုပဲမဲပေးကြတာများပါတယ်90%လောက်ကအဲ့ပါတီကိုပဲမဲပေးတာဒါပေမဲ့ကျမတောင်ကြတဲ့အကြောင်းလေးရွာလေးပေါ့နော်အဲ့ဒီရွာလေးမှာကတော့မဲယုံတယုံနဲ့လှုပ်လိုက်တာရွာနဲ့တက်နဲ့ပေါ့နော်အဲ့နာမှာတက်ရှိတယ်အမြောက်တက်ရှိတယ်အဲ့တက်နဲ့ပေါင်းပြီးတော့မှမဲယုံလှုပ်လိုက်တဲ့အခါမှာမဲယုံရဲ့စည်ရင်းကသူတို့တည်ပြီးသားလေစည်ရင်ဒီမဲပေးရမယ့်လူဦးရေစည်ရင်ကသူတို့တည်ပြီးသားဖြစ်နေတယ်တကယ်လေကျမတို့မဲရွေတွက်လိုက်တဲ့အချိန်မှာ NLD ကနေနိုင်ပြီးတော့မှပေါ့နော်သူတို့ပါတီကိုမဲပေးတဲ့လူကသူတို့စစ်တပ်ထဲကလူရဲ့80%လောက်ပဲသူတို့ပါတီကိုမဲပေးတာမဲပေးပြီးတော့ကျန်တဲ့30%ကပေါ့နော်NLD ကိုမဲပေးလိုက်တဲ့အခါမျိုးလဲကြလဲကြအောင်အဲ့မှာဘာဖြစ်လဲဆိုတော့တိတ်မဝေးတဲ့တက်ဖြစ်တဲ့အတွက်ကြောင့်မလို့ရွာကနေပြန်သွားပြီးစင်းရင်းတွေအကုန်ချုပ်လဲပြီးတော့အဲ့ညာတွင်ချင်းတခါတည်းရဲမေတွေရောစစ်တီတွေရောခေါ်လဲပြီးတော့တောင်းချမ်းတယ်ပေါ့နော်တောင်းချမ်းတယ်လို့ကြားခဲ့ရတယ်ပေါ့နော်အဲ့ဟာကတော့ကျမတောင်းကြတဲ့ရွာနားမှာရှိတဲ့တက်ပေါ့နော်ဒါကတော့ဒီဒုတိယအကြိမ်ကျမကြုံခဲ့တဲ့ဒုတိယအကြိမ်ရွေးကောက်ပွဲတစ်ခုမှာအဲ့လိုကြားခဲ့ရတယ်ပေါ့နော်ဒါပေမဲ့နောက်ဆုံးအကြိမ်မှာကျတော့ကျမတို့ဒါ2ကြိမ်ကျမတို့တွေဆိုသင်တန်းတွေတက်ရပြီအမှန်ကန်သင်တန်းတွေတက်ရမဲယုံကိုဘယ်လိုလုပ်ရမလဲမဲစီစစ်တဲ့လူကဘယ်လိုမဲထုတ်ပေးတဲ့လူကဘယ်လိုပေါ့နော်ဒါတွေကိုအကုန်လုံးသိချာစနစ်တကျအကုန်လုံးလုတ်ရတယ်ပေါ့နော်လုတ်ပြီးတော့မှအဲ့ချိန်မှာနောက်ဆုံးပွင့်လင်းမြင်သာစွာအကုန်လုံးကိုချပြတယ်ပြည်သူတွေဆိုလို့ရှိရင်လည်းအကုန်လုံးတိတိကျကျသိရတယ်ပေါ့နော်ဒါ2020ရွေးကောက်ပွဲမှာပဲမဲယုံတွေကအမှန်အကန်ပေါ့နော်အမှန်အကန်အတိအကျပဲဘာဖြစ်လို့လဲဆိုတော့တက်ထင်းကသူတွေတောင်မှပဲအပြင်မှာထွက်ပြီးတော့မှမဲပေးခွင့်မဟုတ်ဘူးမဲပေးကိုပေးရမယ်ပွင့်လင်းမြင်သာစွာမဲပေးရမယ်အဲ့လိုပုံစံမျိုးပေါ့နော်အဲ့မှာတက်ထင်းကနေအပြင်ကိုထွက်ပြီးတော့မှပြောမယ်ဆိုလို့ရှိရင်ကျမမျိုးသားဆိုလို့ရှိရင်မနေ့ပြန်လို့မဲပေးရမယ်နေဆိုလို့ရှိရင်ကျမကိုဖုန်းလှမ်းဆက်တာပေါ့ကျမတို့တယောက်တည်းနေရာစီနေရတာဟုတ်ဖုန်းလှမ်းဆက်တဲ့အချိန်မှာမနေ့ပြန်သူ့အတွက်အပျော်ဆုံးနေပြီဆိုသူကို့မှာဘာကြောင့်လဲဆိုတာအံ့ဩသွားတယ်ပေါ့နော်ဘာဖြစ်လို့လဲဆိုတော့ तू ပေးခြင်းနဲ့မဲကိုပေါ့နော်ဒီတစ်ချိန်မဲပေးခွင့်ရတယ်ပေါ့နော်သူအဲ့လိုရှိ तू ပြောတယ်ဟုတ်တိတိကျကျသွားနေတဲ့ဟာကနေပြီးသွားနေတဲ့ဟာကိုသူတို့ကကျမတို့မဲခိုးပါတယ်ဆိုတဲ့အကြောင်းအရာကကျမတို့လုံးဝလက်မခံနိုင်တဲ့အကြောင်းအရာတစ်ခုပေါ့နော်အဲ့မှာအာနာသိန်းတဲ့အချိန်မှာကျမတို့မိဘတွေစီပြန်သွားတယ်တောင်ရလဲလောက်ကြတာဆိုတော့လဲဒီမှာသွားပြီးတော့မှကူသိမ့်ပြီးတဲ့အချိန်မှာကျမတို့အာနာသိန်းနဲ့သိမ့်လိုက်ပြီးဆိုလဲဆိုတော့အတိုက်ခံပြောတာပေါ့နော်ဦးလေးတွေနဲ့အတိုက်ခံပြောတော့သူတို့ကဟိုဘက်ကဆိုတော့ဦးလေးတွေနဲ့အတိုက်ခံပြောလဲပြောဟိုဟာတဲ့သမီးတို့တေချာစီစစ်ခဲ့တယ်ပေါ့နော်စီစစ်ခဲ့တဲ့ဟာကိုမှားတယ်ဆိုတော့သူတို့ကဘာနဲ့ကင်ပေါက်လဲဆိုတော့မဲစင်းရင်မှားတာနဲ့ကင်ပေါက်တာမဲစင်းရင်မှားလို့တချို့ဆိုလို့ရှိရင်မပေးရမယ့်အရွယ်တွေစင်းရင်ထဲမှာပါပြီးသားဟုတ်ပြီလို့အဲ့ဒီဟာကိုအသာထားလို့ကျွန်မပြောလိုက်တယ်ပေါ့နော်ကျမတို့မိသားစုဆိုလို့ရှိရင်ကျမတောင်းကြတဲ့နေရာမှာနေတာ။ तू က तू တောင်းကြတဲ့နေရာမှာနေတာ तू အိမ်အောင်စုစရာထဲမှာကျမရှိတယ်။ကျမကလည်းကျမမြို့နယ်မှာကျမအခြေချတဲ့နေရာမှာကျမအိမ်အောင်စုစရာထဲမှာ तू ဒီအိမ်အောင်ဦးစီးဖြစ်တဲ့အတွက်ကြောင့်မလို့သူ့ကိုထည့်ထားတယ်
အဲ့တော့ကျမတို့မိသားစုမှာမဲပေးတဲ့လူက4ယောက်ဖြစ်မသွားဘူးလားတကယ်မဲပေးရမှာ2ယောက်တည်းအဲ့ဒီလိုမျိုးဝန်တန်းပေါင်းမြောက်များစွာရှိတယ်မဲစင်းမှားတယ်ဆိုတာကျမလက်မခံဘူးဆိုပြီးတော့မှဦးလေးကိုညင်းခဲ့တယ်ပေါ့နော်အဓိကတော့ပြောချင်တာမှားတယ်သူတို့ကတော့မဲစင်းကိုမှားလို့ဒါပဲကျမတို့သူတို့နောက်ဆုံးမှရှော့ချပါလေကျမတို့မဲရည်တွက်ထားတယ်မဲမှားလို့ဟိုမဲခိုးလို့ဆိုပြီးတော့မှကျမတို့ကိုပြောပြီးတော့မှအာနာသိမ်းတာနော်ဒါပေမဲ့နောက်ပိုင်းကျရှော့ချသွားတာကမဲစင်းတွေမှားလို့ဆိုတဲ့ဟာနဲ့ပြန်ပြီးတော့မှကျမတို့ပြန်ပြီးတော့မှချုပ်လိုက်တာအဲ့တော့ဆုံးလာကျမပြောသလိုပဲကျမတို့မိသားစုမှာလာဝကနဲ့ပဲဆိုင်နေသူဒီသူဟာသူဟိုမှာရှိနေတယ်ကျမအဲ့နေရာမှာကျမရဲ့မိသားကျမဒီအဲ့နေရာမှာရှိနေကြအကြောင်းကိုမရှိဘူးဒါပေမဲ့ကျမမဲဒီသူတို့ပေးသွားတာပဲလေကြိုတင်မဲဆိုပြီးတော့မှာဒါပေမဲ့ကျမနေရာမှာကြတော့ကျမအိမ်တော်ဦးစီးသူ့ကိုရှိတယ်သူဒီကျမရှိမှမရှိတဲ့ကြောင့်ကျမတို့အမျိုးသားအပြင်ပဖြစ်တဲ့အတွက်ကြောင့်မဲမပေးရအဲ့လိုမျိုးဝန်ထမ်းမောင်းမြောင်များစွာအများကြီးတွေထဲမှာသူတို့မဲစင်းရင်မှားတယ်ဆိုလို့ရှိရင်အဲ့ပါနေတာပေါ့နော်ကျမတို့မိသားစုဆိုရင်2ယောက်ပဲပေးရမယ်ဟာ4ယောက်ရှိတယ်ကျမတို့လုံဝန်ထမ်းမောင်းမြောင်များစွာမဲစင်းနေအများကြီးပေါ့နော်အဲ့တော့ကျမတို့ဒီရွေးကော်နဲ့မဆိုင်ဘူးလို့ကျမပြောချင်တယ်ဘာနဲ့ပဲဆိုင်လဲဆိုရင်လာဝကနဲ့ပဲဆိုင်တယ်ဘလို့ဒီ2025မှာလုံးမယ်ပေါ့နော်ရွေးကောက်ပွဲကိုကျမဘလို့မြင်လဲဆိုတော့2010တုန်းကရွေးကောက်ပွဲအတိုင်းလို့ပဲကျမထင်တယ်ဘာဖြစ်လို့လဲဆိုတော့2010မှာတော့ကလည်းတခြားပါတီသေးသေးလေးတွေနဲ့ပဲသူတို့နိုင်အောင်လုပ်သွားလိုက်တယ်ဒီလိုပဲဒီအခင်းချင်းနဲ့ဒီလိုသွားလိုက်တယ်2015မှာမနိုင်လောက်ဘူးလို့ထင်ပြီးတော့မှပြည်သူကိုတခြားဂရုတစိုက်ပြုတ်တဲ့ပါတီကို NLD ကိုထည့်ပြီးတော့မှရှင်ပြိုင်ခွင့်ပေးလိုက်တယ်နိုင်သွားတယ်ဘာမှမလုပ်တာလို့တာပဲလုပ်လို့မရလို့တာပဲသူတို့ဒီတိုင်းထားလိုက်တယ်ပေါ့နော်2020မှာလည်းတောင်ပြိုကမ်းပြိုနိုင်တာကိုအခုနကလိုမျိုးမဲစင်းလိမ်ပါတယ်ဘာဖြစ်တယ်ညာဖြစ်တယ်ဆိုတဲ့အရာတွေနဲ့အာဏာထက်သိမ်းတာအခု2025မှာလည်းဒီလိုပြည်စညောက်တော့ပါတီအသေးလေးတွေနဲ့သူတို့မိတ်ဖက်ပါတီလေးတွေနဲ့ပဲသူတို့နေရာရဖို့အရေးသူတို့အခွင့်အရေးရဖို့အရေးဒီလိုပဲလုပ်ဖို့ဒီရှိတဲ့အတွက်ကြောင့်မလို့ပေါ့နော်အဲ့လိုမျိုးတွေပဲဒီလိုမျိုးတွေပေါ့နော်ဒီလိုလှုပ်ဖို့ပဲရည်ရွယ်နေတဲ့အတွက်ကြောင့်မလို့ပြည်သူတွေအနေနဲ့အဲ့လိုပြောတာဘယ်လိုပြောချင်လဲဆိုတော့ဒီပါတီသေးသေးလေးကိုလည်းကိုပေးချင်တယ်ဆိုကိုဒီလိုပေါ့နော်ဒီပြည်ခိုင်ဖြိုးပါတီကိုလုံးဝမပေးချင်ဘူးဆိုပါတီသေးသေးလေးတွေကိုမဲပေးလို့ရတယ်ပြောချင်တာလေဟို NLD ဝင်မပြိုင်လို့မဲမပေးလိုက်ရဘူးဆိုတာမဖြစ်ရအောင်တခြားပါတီလေးတွေကိုမဲပေးလိုက်မပေးချင်ဘူးဆိုလို့ရှိရင်လည်းမပေးချင်ဘူးပုံဝင်လင်းသွားပြီးတော့မှပြောလိုက်လို့ရတယ်2020တုန်းကလိုပဲပြောပိုင်ခွင့်ရှိတယ်သူတို့ကိုထွက်ပေါက်တော့မပေးစေချင်ဘူးပေါ့နော်ပြည်သူတွေကိုအတိနဲ့ကိုစူးစမ်းပြီးတော့မှဒီထွက်ပေါက်တွေကိုပိတ်ထားဖို့ပြောချင်ပါတယ်မင်းအွန်လိုင်းရဲ့စစ်အုပ်စုပြောချင်တာဆိုရင်ပေါ့နော်သူတို့ဒီအာနာကိုယူနီဖောင်းနဲ့ပဲသွားစီခြင်းတယ်ပေါ့နော်ယူနီဖောင်းလဲပြီးတော့မှဒီပြည်သူတွေကိုလှည့်စားပြီးတော့မှဒီရွေးကောက်ပွဲကြီးကိုမလုပ်စေခြင်းဘူးပေါ့နော်မလုပ်စေခြင်းဘူးလုံနေလို့လုံဒီတိုင်းပဲလုံမယ်ဆိုလို့ရှင်လေပြည်သူလူထုကသူတို့အကြောင်းကိုသိပြီးသားပေါ့နော်သိပြီးသားဖြစ်နေတဲ့အတွက်ကြောင့်မလို့အလေးအညာတွေနဲ့ဒီဟာကြီးကိုကွယ်ဝှက်ပြီးတော့မှာပေါ့နော်အာနာကိုပဲမမောပြီးတော့မှရပိုင်ခွင့်တွေကိုပဲမမောပြီးတော့မှမလုပ်စေချင်ဘူးယူနီဖောင်းဝတ်ထားလို့ရှိရင်ယူနီဖောင်းဝတ်တဲ့အတိုင်းပဲယူနီဖောင်းနဲ့ပဲဆက်ပြီးတော့မှနေစေချင်တယ်ရက်ဖက်ကိုပို့ပြီးတော့မှအာနာကိုမလူယူပါနဲ့လို့ပြောချင်ပါတယ်